ဤအမျိုးသမီးသည်လူတို့၏တေဆုံးမိအချိန်ကိုကြိုတင်မြင်နိုင်သောအစွမ်းတတ္တိရှိသည်ထိုအစွမ်းသည်သူမကလေးဘဝတုန်းကကားမတော်တဆထိမိအချိန်တွင်စတင်ခဲ့သည်ထိုအချိန်ကသူမကားတိုက်မိအကြောင်းမသိလိုက်ရတော့လဲနောက်ဆုံးချိန်တွင်သူမ၏အဖွားစီကနေလာရောက်ကယ်တင်ခြင်းခံခဲ့ရသည်ကံကောင်းစွာသောသူမဘာမှမဖြစ်တော့လဲအဖွားမှာမူထိုနေရာတွင်ပင်အသက်ဆုံးရှုံးခဲ့ရသည်အဖွားတေဆုံးသွားသည့်ထိုနေ့မှစသည်သူမသည်လူတိုင်း၏တေဆုံးမိအချိန်ကိုကြိုတင်မြင်ရသောအစွမ်းကိုရရှိသွားခဲ့သည်နှစ်အနေငယ်ကြာသည့်နောက်သူမသည်ကျောင်းသို့သွားနေစဉ်ရုတ်တရက်သူမမျက်မှန်သည်မြေပေါ်သို့ကျသွားသည်မျက်မှန်ကောက်ရန်ကုန်းလိုက်စဉ်သူမ၏အနားမှရပ်နေသောကလေးငယ်တဦး၏တေဆုံးမိအချိန်ကိုသူမတွေ့မြင်လိုက်ရသည်ထိုကလေးငယ်သည်လာမည့်တစ်မိနစ်အတွင်းတေဆုံးတော့မည်ဖြစ်သည်ထို့နောက်ရှေ့မှထရပ်ကား၏တစ်စီးလာနေသည်ကိုသူမမြင်လိုက်ရသည်ထရပ်ကားနှင့်မတော်တဆမှုဖြစ်မည်ဟုသူမထင်မှတ်ကာကလေးငယ်အားကယ်တင်ရန်ထရပ်ကားရှိသို့ပြေးကာရပ်လိုက်ပြီးကားကိုရပ်စေခဲ့သည်ကံကောင်းထောက်မစွာပင်ထရပ်ကားသည်ရပ်လိုက်နိုင်ခဲ့သည်သို့သောသူမနောက်သို့လှည့်ကြည့်လိုက်သည့်အခါထိုကလေးငယ်သည်မြေပြင်ပေါ်တွင်လဲကျပြီးသူမရှိကျမ်းမာရေးသည်တဖြည်းဖြည်းယိုယွင်းလာကာတေဆုံးမိအချိန်လဲစတင်ကျဆင်းလာသည်နောက်ဆုံးတွင်ထိုကလေးငယ်သည်ထိုနေရာတွင်ပင်တေဆုံးသွားခဲ့သည်သူမသည်လူတို့၏တေဆုံးမိအချိန်ကိုမြင်နိုင်တော်လဲသူတို့ကိုကယ်တင်နိုင်ခြင်းမရှိပေသူမ၏ကိုယ်ပိုင်အသက်ကိုပင်မကယ်တင်နိုင်ခဲ့ချေအဘဲအကြောင်းဆိုသောသူမတွင်ကြံရှိနေသည့်အချိန်သည်6လထပ်နှဲနေခဲ့ပြီဖြစ်သောကြောင့်သည်သို့သောတနေ့တွင်သူမသည်ကောင်လေးတဦးညက်တွေ့ဆုံခဲ့သည်ထိုကောင်လေးနှင့်အတူရှိနေသည့်အခါသူမ၏တေဆုံးမိအချိန်သည်ရပ်တန်းသွားခဲ့သည်